လေဘင်းကြီးယောဂဂွိုက်တာဆိုတာလေဘင်းမှာရှိတဲ့တိုင်းရိုက်ဂလင့်ပုံမှန်ထက်ကြီးထွားလာတဲ့အခြေအနေကိုဆိုလိုပါတယ်။ဒီယောဂနဲ့ပတ်သက်ပြီးသိထားတဲ့အချက်လက်တွေကိုအောက်မှာအလွယ်ကူဆုံးစူးစီးဖော်ပြပေးလိုက်ပါတယ်။ဒီဖြစ်သွားရတဲ့အကြောင်းရင်းများလေဘင်းကြီးရခြင်းမှာအကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။အာယိုဒင်းချုပ်တဲ့ခြင်းဒါကကဘာပေါ်မှာအဖြစ်အများဆုံးအကြောင်းရင်းမှာအာယိုဒင်းတက်နှိပ်ပါတဲ့အခါတိုင်းရိုက်ဟော်မုန်းထုတ်လို့ဖို့ကလေးမှာပိုပြီးအလုပ်လုပ်ရတဲ့အတွက်ကြီးလာတာဖြစ်ပါတယ်။ဟော်မုန်းအပြောင်းလဲပျိုဖော်ဝင်စားအချိန်ကိုဝင်ဆောင်ချိန်ညာသွေးဆုံးချိန်ဒီမှာဖြစ်တတ်ပါတယ်။ယောဂအခန်းများ Graves' disease တိုင်းရိုက်ဟော်မုန်းအထွက်လွန်ခြင်း hyperthyroidism Hashimoto's disease တိုင်းရိုက်ဟော်မုန်းထွက်နှုန်းနည်းသွားခြင်း hypothyroidism မျိုးရိုးလိုက်ခြင်းမိသားစုထဲမှာလေဘင်းကြီးဘူးသူရှိရင်ဖြစ်နိုင်ခြေပိုများပါတယ်။နေ့ခံစားရနိုင်တဲ့လက္ခဏာများအကျိတ်ကအယမ်းမကြီးရင်ဘာလက္ခဏာမှမပြတတ်ပြီးမြင်ကြီးလာတဲ့အခါအောက်ပါတို့ခံစားရနိုင်ပါတယ်။လေဘင်းအောက်ခြေမှာအလုံးတို့မဟုတ်အကျိတ်ထွက်လာခြင်းလေဘင်းတင်းကြပ်ကြပ်ဖြစ်နေခြင်းအစာမျိုးရခက်ခဲခြင်းတို့မဟုတ်အစာမျိုးရင်နာခြင်းချောင်းဆိုးခြင်းတို့မဟုတ်အတန့်ဝင်ခြင်းအသက်ရှူရခက်ခဲခြင်းအကျိတ်ကအသက်ရှူလမ်းကြောင်းကိုဖီးထားလျင်တော့ကာကွယ်ခြင်းနဲ့ကုသခြင်းလေဘင်းကြီးယောဂါကိုကုသပုံကအမျိုးအစားပေါ်မူတည်ပါတယ်။အာယိုဒင်းပါဝင်သောစားကိုစားသုံးပါ။အာယိုဒင်းချုပ်တယ်လို့ဖြစ်တာဆိုရင်အာယိုဒင်းစားသို့မဟုတ်ပင်လယ်စားဖေးခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ဆေးဝါးဖြင့်ကုသခြင်းဟော်မုန်းအတက်ကြောင့်ဖြစ်တာဆိုရင်ဟော်မုန်းထိန်းညီဆေးတွေထောက်ရပါမယ်။ခွဲစိတ်ကုသခြင်းအကျိတ်ကအရန်ကြီးပြီးအသက်ရှူရအစာမျိုးရခက်ခဲရင်သို့မဟုတ်ကင်ဆာတန်တရားရှိရင်ခွဲစိတ်ဖေရှားရတတ်ပါတယ်။တတိထားရင်လေဘင်းမှာအလုံးအကျိတ်တွေးတာနဲ့ကိုဘာသာဆေးမီသူနဲ့ကုတာတဲ့တွေးစစ်ကြည့်ဖို့နဲ့ဆရာဝန်နဲ့တိုင်ပင်ဖို့အရေးကြီးပါတယ်။အကျိတ်ကတိုင်းရိုက်ဟော်မုန်းအစိတ်တင်တာလားတာမန်အကျိတ်လားဆိုတာကိုခွဲခြားသိဖို့လိုအပ်လို့ပါ။